ရေဆိုအဝတ်နဲ့နှစ်ရက်လောက်အုပ်ထားတဲ့မြေပဲစစ်အထုပ်လေးပါမြေပဲပင်ဖောက်မှာမို့လို့ဒီလိုမျိုးစကားချင်းလေးနဲ့သုံးမယ်မြေပဲစစ်လေးမှာအမြင့်ကလေးတွေတောင်ထွက်နေပြီမြေပဲစစ်လေးတွေကိုလေပဲပင်ပေါက်လိုမျိုးပဲစားကြည့်ချင်လို့မြေပဲပင်ပေါက်လေးဖြစ်အောင်စမ်းကြည့်လိုက်တာရေနည်းနည်းလေးထည့်ထားတာမို့လို့မြေပဲစစ်လေးတွေရေနာမှာဆိုလို့ကြောက်ခဲလေးခုပေးလိုက်တယ်အပင်ဖောက်ဖို့အတွက်နေအောင်မလို့အခုလိုမျိုးဘူးလေးနဲ့ရောအဖုံးလေးနဲ့ရောဖုံးလိုက်တယ်3 ရက်ကြာလာတဲ့ချိန်မှာဖွင့်ကြည့်လိုက်တော့အပင်လေးတွေအတွက်စိတ်မကောင်းပါဘူးကွယ်ကြည့်ပါဦးမိုးတွေတက်နေတာဘယ်လိုဖြစ်ပါလဲကိုစိုက်ခဲ့တဲ့အပင်လေးကဒီလိုမျိုးဖြစ်တော့လုံးဝစိတ်မကောင်းဘူး AI ကိုမေးကြည့်တဲ့အခါကျတော့မြေပဲစီကမှုတ်တက်လွယ်တယ်တဲ့မြေပဲစီလေးကိုမြေပဲပင်ပေါက်လုပ်မယ်ဆိုရင်ပိုးတွေတက်တဲ့အနေနဲ့မြေပဲစီလေးကိုရေနွေးနွေးလေးနဲ့2 မိနစ်လောက်စိမ်ထားပေးရတယ်ပြီးတော့မြေပဲပင်ပေါက်လေးကနေရိပ်မှာအမောင်မှာနေရတာမို့လို့လေဝင်လေထွက်ကောင်းတဲ့နေရာမှာလဲထားပေးရတယ်လို့လေ့လာသိရှိရတယ်မှုတက်နေတဲ့ဒီအပင်လေးတွေကိုလည်းလုံးဝမစားရပါဘူးတဲ့လက်နဲ့ထိထားမိရင်တော့မှလက်ကိုတန့်စင်အောင်ဆေးကြောရမယ်လို့သိရှိရတယ်စိတ်တက်တော့မကြသေးပါဘူးနောက်တစ်ခါထပ်ဆန်းကြည့်အောင်မယ်အပင်ဆိုင်ဝဒနာရှင်လေးမို့လို့အပင်လေးတွေကိုစိုက်ရတာစိတ်ချမ်းသာတယ်အပင်စိုက်ရင်းနဲ့အကောင်းအဆိုးတွေလည်းသိလာတယ်လေဘ ഹു တုတလည်းရတာပေါ့နော်အချိန်ရတဲ့တရက်ရက်မှာထပ်ပြီးတော့စမ်းကြည့်လိုက်အောင်မယ်မိတ်ဆွေတငယ်ချင်းများလည်းအပင်စမ်းစိုက်ကြည့်မယ်ဆိုရင်တော့ရေနွေးလေးကိုခဏလေးစိမ်ဖို့မမေ့ပါနဲ့နော်မိတ်ဆွေတငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုကြမှာရှိကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်